င်္ဂလာပါရှင်ကျမတို့ရဲ့ K3 နုဝေဘု channel ကနေပြီးတော့ချင်းရတဲ့ပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားစရာချစ်စလက်ငါများစွာကိုအမြဲမပြတ်ရွေးချယ်ပြီးတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချင်းရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်ချစ်စလက်ငါလေးဟာဂျာတိတ်ကလေးကဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အစီအစဉ်လေးမစတင်ခင်မှာတော့ထုတ်စာအတိုင်းပဲကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေအသစ်တော့ဇလန်းတွေတင်တိုင်းသိရှိဖို့အတွက်ဘေးနား notification လေးကိုလည်းတပါးနဲ့နှိပ်သွားပေးပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ပရိသတ်ကြီးရဲ့ဒီတစ်ခါနားဆင်ရမယ့်ဇလန်းလေးကချတိတ်ကလေးကဆိုတဲ့ဟုတ်ကဲ့ပါရှင်အစကိုမောင်းပြီးဇလန်းကောင်းလေးတစ်ပုဒ်ဖြစ်လို့အခုပဲတူလိုက်ပါပြီးတော့စီမျောနာဆင်ပေးပါအောင်ရှင်ရွှေရိတ်နေ့လေချောင်းဆင်လို့စာမပြီးသေးတာနဲ့မပြန်သေးပဲစာကူးနေတာမို့အခန်းပြန်ထွက်လာတာနောက်ကြတယ်ရွှေရိတ်အခန်းပြန်ထွက်လိုက်တာနဲ့ပထမဆုံးမြင်လိုက်ရတဲ့မြက်ကွင်းရှိတ်ပိုက်စာနေပြီလားကိုရှိတ်အတွက်မို့မင်းဘေးပေဆန်ကွာရှိတ်မောင်ရှိတ်အတွက်နေပူမှဆိုလို့ထီးယူမင်းလေဘေးပေဆန်ပါကွာစောက်ကလေးရှိတ်ကိုလေရွှေရိတ်နေတိုင်းကြုံရတဲ့ဒုက္ခလာလာရွှေရိတ်အခုမှကြည်တန်းတာရှိသေးတော်လေရွှေရိတ်ကြောင်းစင်းတဲ့ချိန်တိုင်းရွှေရိတ်အားဖွင့်ပြောထားတဲ့ကောင်တွေကရွှေရိတ်အခန်းရှိမှာအစီအဝေးလောက်တလို့စုဝေးနေကြတယ်အခုလေအယောက်30ကျော်လောက်ရှိပေမဲ့တယောက်ကိုတယောက်တွန်းတော့ကရွှေရိတ်အတွက်မုံတွေလာပေးနေကြတယ်တော့ကြတော့နင်းတို့လေနေတိုင်းရွှေရိတ်အခက်စီလာနေကြတာမဆက်ဘူးလားရွှေရိတ်ပြောတော့သူတို့ကခေါင်းရမ်းပြတယ်နင်းတို့မဆက်ပေမဲ့ရွှေရိတ်ဆက်တယ်နောက်နေ့ရွှေရိတ်အခက်စီရောက်မလာကြနဲ့ကိုတို့ကရွှေရိတ်ကိုအချစ်စစ်သူတို့ပြောမပြီးခင်ရွှေရိတ်လွတ်နေတဲ့လမ်းမှာလှစ်ကနေပြေးလာခဲ့လိုက်တယ်သူတို့ကတော့အနောက်ကနေပြေးလိုက်လာခဲ့ကြတယ်ရွှေရိတ်ကြတော့ပြေးနိုင်မယ်မထင်စိတ်ဘာလို့ပြေးတာလဲကိုတို့ကိုစောင်းအောင်လေရွှေရိတ်ပြေးရလွန်လို့ခြေတောင်တူတော့မယ်ကြံရမရတဲ့အစုံအရှိမရနေတဲ့တောင်ကောင်ကဦးလေးကြီးကိုနိုင်ရဘတ်တိုးကက်လိုက်ခါဦးလေးကြီးရဲ့နှုတ်ခါအားရွှေရိတ်ခြေပြားထောက်ကနားလိုက်ပြီးလျင်အနောက်ကပြေးလာတဲ့အုပ်စုကရွှေရိတ်ရှိမှဆက်လိုက်တယ်မလို့ရွှေရိတ်မှာပိုင်ရှင်ရှိတယ်ဒီဦးလေးကြီးကရွှေရိတ်ကြီးလာရင်လက်ထက်မဲ့လူပဲသူပြောလိုက်တော့သူ့နောက်ကပြေးလာတဲ့ចောင်းသားတွေကခေါင်းငိုက်ဆိုင်ကြကလာရလန်းတိုင်ပြန်လှည့်သွားကြတယ်ဟိုတော့ပါသေးတယ်မနေ့ပြန်ဆိုမလာတော့တော့ဘူးထင်တာပဲမင်းမန်ကောင်တယောက်သူ့ရှိချတဲ့ကသူ့အားရုတ်တရက်နံကအခုတော့သူမသိတယ်လို့ပြန်သွားတော့မြင်စိုက်နေမလို့ကြောဖို့အိအားလှမ်းဆွဲကချတဲ့ရွှေရည်အနောက်ကနေလှမ်းဆွဲခံလိုက်ရတယ်လို့ခံစားရတာကြောင့်ရွှေရည်အခုမှမျက်နှာပူကအနောက်လှည့်ကြည့်လိုက်တော့မင်းရှင်အိမ်မေးကဦးလေးကြည့်မလားမင်းရရောပိုင်စိုးပိုင်နေနဲ့ဘာလို့ကိုလာနန်းတာလဲရွှေရိတ်မျက်နှာချိုသွေးပြီးဦးလေးကြီးပဲလှဲ့ကဦးလေးကြီးရဲ့ခုနကအုပ်စုလိုက်ကြီးကရွှေရိတ်နာကအဖေလာတောင်းနေကြတော့ရွှေရိတ်လေကိုကဲတင်တဲ့သဘောပါရွှေရိတ်ကပြောတော့ဦးလေးကြီးကရွှေရိတ်ကိုမျက်ခုံးကျုံကချတဲ့မေကိုဘာသာကဲတင်တာအရေးမဟုတ်ဘူးအဲ့ဒါကိုရဲ့ပထမဆုံးအနမ်းကွပြောချင်ပြောရွှေရိတ်ကသာဒီစကားပြောရမှာမလားမိမသားကမပြောရပဲဒီလူကြီးဟာရိတ်ကိုပြောနေတာမို့ရွှေရိတ်လေအမျက်ကတ်လာတာနဲ့အမေဦးလေးကြီးကအိုးပြီးတေတော့မှလေပထမဆုံးအနံဆုံးလာလိုက်တော့ဘာပြတ်မှလဲဦးလေးကြီးရဲ့ရွှေရိတ်ကသာနစ်နာတဲ့လူပါဟာဘာလို့နစ်နာတာလဲချတိတ်လေကိုယ့်ကိုအရှင်လာနမ်းသေးတယ်အဲ့ဒီအနံကရွှေရိတ်ရဲ့ပထမဆုံးအနံလေရွှေရိတ်နစ်နာတာပေါ်လို့မင်းမကောင်အကြက်တစ်ခုရသွားကဘေးအိမ်ကသူ့ကျွေးနေတဲ့ချတိတ်ကလေးဖြစ်နေတာကြောင့်မင်းနာမီကရွှေရိတ်ကလေးဟာအော်ဦးနာမီကရောမင်းမန်ကောင်သူတို့နှစ်ယောက်ခဏတာများတိတ်ဆိတ်သွားပြီးထို့တိတ်ဆိတ်မှုကိုစတဲ့ဖြိုခွင်းလာသူကတော့မင်းမကောင်အိမ်ကလာမကြိုဘူးလားဟင်းကိုဘာသာကိုပြန်ရမှာအဲ့ဒါဆိုကိုလိုက်ပုံမယ်ရှုံရင်တော့လိုက်ခဲ့ပေါ့မယုံရင်လည်းနေခဲ့အိမ်ကြီးကက်ရမလို့ရွှေရဲ့အိမ်ထိလမ်းလျှောက်ရင်ကြောင်နေကအတော်နောက်ကျနေပြီမလို့ရွှေရဲ့လိုက်ခဲ့မယ်ရွှေရဲ့ကလေးဟာထိုးသူ့လိုက်သွားခြင်းကသူ့တဘောဝလုံးစားမင်းမကောင်နောက်လိုက်သွားခြင်းမှသိခဲ့ပါလေရွှေရဲ့နဲ့ဦးလေးကြီးရွှေရည်တို့ချန်ရှိဝရောက်တော့ဦးလေးကြီးကအိမ်ထဲတွေလိုက်ပို့မယ်ဆိုတာကြောင့်ရွှေရည်တို့ချန်ဝင်နေဦးလေးကြီးကကားရလိုက်တယ်လိုက်ပို့တာဆိုတော့လေအိမ်ထဲတွေလာထိုင်မှာမခေါ်ရင်လည်းမကောင်းတာကြောင့်ဦးလေးကြီးရွှေရည်တို့အိမ်ထဲဝင်ထိုင်မှာအောင်ဦးလေးကြီးကလည်းမငင်းတာကြောင့်ဦးလေးကြီးနဲ့ရွှေရည်အိမ်ထဲကိုဝင်ချင်းငါကွာရှင်းပေမယ်မင်းအလောင်းစားကျွေးတယ်ကို့ဘာသာကိုဆက်အမေရှင်းရပဲပြောရတယ်ရှိသေးရှင်းမရင်ငယ်ထားတာကြတော့အတူတူနဲ့အနှွနှူပါပဲရှင်ဖာရီလာပြောနေရလဲရွှေရည်ရဲ့ရှင်မှာဖေဖေနဲ့မမေကစံပြက်နေတာမို့
ရွှေရိတ်ဆက်သွားရတယ်ဘာလို့လဲဆိုတော့အိမ်မေးကဦးလေးကြီးပါရွှေရိတ်နဲ့ပါလာသေးမလားဖေဖေမေမေရွှေရိတ်ဖေဖေနဲ့မေမေကိုမျက်နှာငယ်လေးနဲ့ခေါ်တော့ဖေဖေနဲ့မေမေကလှည့်လာပြီးမေမေနှုတ်မှထွက်လာတဲ့စကားကရွှေရိတ်ကလေးဟာညီလေចောင်းစားမတန်နဲ့တော့ညီကိုလင်ပေးစားတော့မယ်အိမ်ကအကျွေးနဲ့ရှောင်းရတော့မှနစ်နေပြီမေမေရွှေရိတ်ကအခုမှ18နှစ်ပဲရှိသေးတယ်လေညီမေလားငါမေလားပါစပ်ပိတ်တာပြီးတော့ညီဖေနဲ့ကြွဆင်းပြီးရဲ့ညီဘဲဘက်မှာလိုက်နေလို့မရှားဘူးမြောက်တကိုင်းလွတ်တယ်လို့လမ်းပေါ်အိတ်လမ်းပေါ်စားပဲမိမိရဲ့စကားကြောင့်ရွှေရိမ်မှာဘာမှပြောစရာတော့မရှိတော့ဒါဆိုဖေဖေနဲ့မိမိရဲ့အိမ်အောင်ကြီးကပြူကွဲစွာမှာပေါ့ဒါဆိုရွှေရိမ်ကဖေမှာနေရမှာလေကြောင်းနဲ့မင်းမန်ကောင်ထိုးမြင်ခွင့်တွေထိုးစကားတွေကသူ့စီကိုခြာတိတ်မှလေးရှောက်လာဖို့ကုညီတယ်လို့ဖြစ်နေတာကြောင့်ဦးလေးနဲ့အန်တီကျွန်တော်ရွှေရိမ်ကိုအပီမွေးစားခြင်းနဲ့စာချုပ်စာတမ်းနဲ့အလကားမဟုတ်ပါဘူးထိုအခါကျမှမိမိနဲ့ဖေဖေရဲ့မျက်လုံးဟာအဆောင်လက်သွားပြီးတော့ရွှေရိပ်တူနာဆက်ပြနေလာကငွေရဖြစ်တဲ့အပြုံးမနဲ့ကောက်လေထိုင်လေသမီးထိုင်လေအဲ့ဒီကိစ္စဆွေးနွေးကြတာပေါ့ကျွန်တော်ဘက်ကဆွေးနွေးစရာမရှိဘူးအခုပဲရှင်းနေခေါ်လိုက်မယ်ပြီးရခမရတို့အတွက်လုံလောက်တဲ့ငွေပမာဏပေးမယ်ချတိတ်နဲ့လုံးဝမပတ်သက်ပါနဲ့အေးကွယ်သဘောတူပါတယ်ဒီလိုနဲ့မိမိနဲ့အိမ်မီယာဦးလေးကြီးတို့အပေးယူတေးသွားကြရာဦးလေးကြီးကရွှေရိပ်ကိုမွေးစားတဲ့စာချုပ်နဲ့တပြိုင်နက်ရွှေရိပ်တွေပါတခါတည်းလက်ထပ်စာချုပ်ပေါ်လက်မှတ်ထိုးခိုင်းတာကြောင့်ရွှေရိပ်လက်မှတ်ထိုးလိုက်ရတယ်အခုတော့ဘာဆက်ဖြစ်မယ်မသိရွှေရိပ်တို့အိမ်ကထွက်လာတာနဲ့ဦးလေးကြီးကပေးချင်တဲ့မဝင်ပဲတခြားနေရာပြောင်းနေမယ်လို့ဆိုကရွှေရိပ်အားပေးနေရမှမသိခေါ်လာခဲ့တယ်ဦးရွှေရိပ်ကိုဘယ်ခေါ်သွားမလို့လဲခြားတိုက်မိပါတွေနဲ့ဝေးတဲ့နေရာအနောက်ဆက်အဖြစ်မခံနိုင်ဘူးဦးအခုကရွှေရိပ်ကဦးရဲ့သမီးလားဒါမှမဟုတ်မွေစာမိန်းမလားမွေစာရဲ့နဲ့လက်ထပ်လိုက်တာဆိုတော့လေသူအားမျက်နှာငယ်လေးနဲ့မေးလာတာကြောင့်မင်းမကောင်လည်းဘာမှမပြောပဲလူရခရီးရအောင်မောင်းခဲ့လိုက်တော့တယ်သူဘေးကခြာတိတ်မလေးကတော့လမ်းဘေးရှိရှုခင်းတွေကိုကြည့်နေတယ်18နှစ်ခြာတိတ်မလေးကိုဇနီးတော်ထားတာကြောင့်ခြာတိတ်မလေးကလည်းဆက်ဒီမကပြန်ပြောတတ်တာသူ့အမြင်ပဲထို့ခြာတိတ်မလေးနဲ့သူဘယ်လိုနှစ်ပါးသွားရမလဲဆိုတာဝသာသူတွေးနေမိတယ်သူ့အိမ်ရောက်ရင်လေမာမီနဲ့တဲ့ဒီကိုတီလောက်နေတဲ့ကလေးဝရှိလို့လေအပြောခံရမှာမကြောက်ပေမဲ့ခြာတိတ်ကလေးကိုတော့စိုးရိမ်မိတာအမှန်ဘာလို့ဆိုကိုခြာတိတ်လေးကစွတ်တေးလေးလေစိတ်ကစားမှလေကြောက်ရတယ်ခြာတိတ်လေးကအစင်ရောအချင်းမှပြေးဆုံသူမလို့သူများကကိုရင်ဝင်တွေကဆွဲထုတ်သွားမှလေကြောက်ရတယ်ခြာတိတ်သူ့ခေါ်တန်ကြတော့ခြာတိတ်မလေးကလှည့်ကြည့်လာကဟုတ်ကဲ့ဦးခြာတိတ်ကြောက်ဆက်တက်ချင်သေးလားတက်ချင်တာပေါ့ဦးကလည်းရွှေရိပ်ကကြောက်တရတာတငယ်ချင်းတွေနဲ့ပြောတယ်ကိုကတော့မတက်ခိုင်းစေချင်တော့ဘူးသူပြောလိုက်တော့မှခြာတိတ်မလေးကနှက်ခါလေးစုပြီးဘာလို့လဲကြောက်တတ်တာပဲကိုကဲပါတက်ခွခြာတိတ်ကိုကိုဝိုင်เจ้าမှာသွားရပေးမယ်ဟုတ်ကဲ့ဦးရွှေရိပ်ကိုဦးလေးကြီးကအကုံလိုက်ချုပ်ချယ်မိသဘောရှိတယ်အခုလေเจ้าကိုမတက်ခိုင်းစေချင်မှုတယ်လေရွှေရိပ်ကတော့ရအောင်တက်မှာပဲဦးပြောသမျှလေတစမ်းမှနားမထောင်နိုင်ဘူးရွှေရိပ်မှာလွတ်လပ်ခွင့်ဆိုတာရှိတယ်ဦးကရွှေရိပ်ကိုဦးမိဘစီခေါ်လာတည်တယ်လေအခုလေရဲစစ်တယ်လို့စစ်နေတာကြောင့်ဦးနဲ့ရွှေရိပ်မိသမျှအကုန်ဖြေလိုက်ရတယ်အခုလေဦးမိမိဆိုသူကဦးကိုအပေါ်ဓာတ်ကိုဘာပြောမိမသိခေါ်သွားခဲ့တယ်တားရေကလေးမလေးကငယ်သေးတယ်လေဟာမမီးကလေမမီးပဲကျွန်တော်ကိုအိမ်တော်ပြုတ်ပါအသက်ကြီးနေပြီဆိုဟဲ့အဲ့ဒါကမင်းကပြန်မွေးရင်မင်းသမီးအဆွေလောက်တောင်ရှိတယ်မင်းမန်ကောင်ရဲ့ကျွန်တော်အဲ့လောက်ထိတော့အသက်မကြီးသေးပါဘူးမမီးယာပြီးတော့ခြာတိတ်နဲ့ကျွန်တော်ကဦးနဲ့ကလေးအဆွေပါပဲမမီးကကျွန်တော်ကိုခေါက်ခါပြကတပ်ပြင်းချလိုက်ပြီးမနိုင်တော့ဘူးလှုပ်ချင်ရတာလို့တော့မမီးကသဘောမတူတာမဟုတ်ဘူးကလေးမလေးကငယ်သေးတော့စိတ်ကစားမှဆိုလို့ပြီးတော့ကျောင်းကလည်းတက်နေသေးတယ်လေကျွန်တော်သူ့ကိုထိန်းနိုင်ပါတယ်မမီးစိတ်မပူပါနဲ့အေးပါကိုစနီကိုနိုင်နေဆိုလဲပြီးတာပဲဟိုကငယ်သေးတယ်ဆိုတော့စိုးသမျှတီးကနိုင်ပါမလားကလေးတောင်မချစ်တတ်တယ်မင်းကကျွန်တော်သူ့ကိုတော့စိတ်ရှိပါတယ်မမီးအေးကြားမလို့နဲ့နွားသာလို့လိုက်တော့မင်းမကောင်ကိုတူလေးတူမလေးထိန်ခိုင်းရကြဘာဖြစ်တယ်လဲညာဖြစ်တယ်လဲနဲ့အခုကြာ18နှစ်ကလေးကိုစနီးတော်ထားတာမတူဘူးလေမမီးကလည်းခြာတိတ်ကိုကောင်းကောင်းလေးဆက်ဆံပေးပါဒေါ်စိတ်ခတ်သူသားမပြောချင်ကလေးကကိုကလေးမလေးကိုတမီအရက်တယောက်လို့ဂရုစိုက်ဖို့တွေးထားပေးတာပဲဘာလို့လဲဆိုတော့ကလေးမလေးကချစ်မွေးပါတာကြောင့်သူ့တောင်မြင်မြင်ချင်းချစ်တာသူ
သူသားဆိုဘလောက်တောင်ချစ်လိုက်မလဲလို့ဖြူဖြူနုနုကလေးလေးကိုအေးပါမင်းအမြင်မမီကမကျင်နာတဲ့လူဖြစ်နေလို့လားဟာမမီကလည်းအဲ့လိုပြောတာမဟုတ်ပါဘူးခြာတိတ်မိပါလေကွာရှင်းရှင်းချင်းခြာတိတ်ကိုချစ်လွန်လို့ကျွန်တော်ကတခါတည်းခေါ်လာတဲ့ကိစ္စအေးပါဟိုကအောက်ထပ်မှာထိုင်ဆောင်နေတာပြင်းလောက်ရောမယ်ရွှေရိတ်ထိုင်ဆောင်နေတာနာရီအနှဲငယ်ကြာပြီဖြစ်တယ်ဥတို့ကစင်းမလာသေးဥတို့အိမ်မှာရှိတဲ့ဥရဲ့ညီမတွေရောဥရဲ့ညီတွေရောဥရဲ့အဖေက6ယောက်လောက်ရှိနေဖြစ်တယ်။ရွှေရိတ်ကိုဝိုင်းကြည့်နေကြတာကိုရွှေရိတ်မတည်တတ်တော့ထွက်ပြေးချင်လိုက်တော့ပေါက်မိတယ်။ရွှေရိတ်တယောက်ထိုးအတွေ့တွေးနေတော့ဥကလေကားတဲ့ဘော်ကဆင်းလာကအောက်ရောက်တာမို့ဥရဲ့နာကိုပြေးသွားပြီးဥနောက်မှာပြေးပုံလိုက်တယ်။မင်းမှန်ကောင်သူ့ချတိတ်မလေးကသူ့နောက်ပြေးလာကပုံနေတာမို့အေကန်းထဲမှာချတိတ်မလေးအားဝိုင်းကြည့်နေကြတဲ့သူ့ညီမတွေအားမင်းတို့ကလည်းအဲ့လိုဝိုင်းကြည့်မှတော့ငါချတိတ်ကလေးကကြောက်မှာပေါ့ကွာကိုကလည်းဝိုင်းတို့ကလည်းချစ်လို့ပါပြီးတော့ဖြူဖြူလေးနဲ့ချစ်စရာလေးဘဲကသွားစားခဲ့တာလေအစုံမလေးကြာနေတာဘဲမှသွားမစားခဲ့ဘူးချတိတ်လေးနဲ့တိုက်မိပြီးတခါတည်းခေါ်လာတာဟိုးအကူမန်တို့ကတော့လက်သွက်ချက်တွက်ရမယ်လေကိုချတိတ်ကလေးကချစ်စရာလေးဆိုတော့မင်းမှန်ကောင်သူ့ညီမတွေညီတွေသူ့ချတိတ်မလေးအားချောသည်လှသည်ပြောတာကြောင့်ရှေ့ကြွားနေတော့တယ်သူ့နောက်ကချတိတ်မလေးကတော့မျက်နှာလေးကစတော်ဘယ်ရီအလားနှီးရဲလို့နေလေးပြီဖြစ်တယ်။ကဲတော့ကြတော့အခုဒီမှာလူစုံတော့ပြောစရာရှိတယ်။ဒေါ်စိတ်ကပြောလို့အစုံမင်းမန်ကုံနဲ့ရွှေရိပ်ပါထိုင်ကုန်နဲ့သွားထိုင်လိုက်ကြတယ်။ဦးနဲ့ရွှေရိပ်ထိုင်လိုက်ပြီးဆိုတာနဲ့ဦးမမေကရွှေရိပ်တူပဲလှည့်ပြီးတာကုံတားရဲ့ဘေးကကလေးမလေးနာမည်ကရွှေရိပ်ကလေးရတဲ့။အဲ့ဒါတားကုံရဲ့ဇနီးအသက်ကတော့18နဲ့18ဟုတ်လားမမီအကူနဲ့ဟာတော့ကွာတာပေါ့အသက်ကမင်းမန်ကောင်သူ့ညီကပြောတော့သူ့ညီအားကြီးကအချက်မှကြီးတာငယ်တာရှိလို့လားရှိတော့မရှိဘူးပေါ့ဒါပေမဲ့ဟိုစကားပုံလေးနှစ်ဦးမျက်နှာကြိုက်ဒေါ်စိတ်ကသူစကားပြောနေတော့စစ်ခင်းနေကြတဲ့ညီကိုနှစ်ယောက်အားဟဲ့တော့ကြတော့ပြောလို့မပြီးသေးဘူးဟုတ်ကဲ့မမီကလေးမလေးကိုလည်းတဲ့အောင်ပေါင်းကြအောင်အခုဆိုကလေးမလေးကမမီတို့အိမ်သူဖြစ်သွားပြီအဲ့ဒါတော့စိတ်ချဒီအိမ်မှာနေရင်မရေရတဲ့ရက်မရှိစေရဘူးအမြဲတမ်းရှမ်းတက်နေကြလို့မောင်နှမချင်းရွှေရိပ်ကတော့ထိုမီသားစုလေးကိုကြည်ရတာပြောဖို့ကောင်းလောက်မယ်လို့တွေးမိတယ်ဘာလို့ဆိုတော့လူများပြီးထိုအိမ်လေးကစစ်စစ်ကကပါပဲရွှေရိပ်တို့များမိသားစုနဲ့မတူတမှုထူချနေတယ်မမိဒါဆိုကျွန်တော်တို့သွားနာတော့မယ်သမီးလေးကြောင်းတက်မဲ့ကိစ္စကိုမမိတငယ်ချင်းကိုလှမ်းပြလိုက်မယ်သူကလည်းကိုပိုင်ကြောင့်အောင်ဆိုတော့လေဟုတ်ကဲ့မမီကိုရောင်းမလေးအတွက်အသုံးဆောင်ပစ္စည်းဝိုင်သွားဝယ်ခဲ့ပေးလိုက်မယ်အဆောင်ကဘာကြိုက်တာလဲမသိဘူးလားမိုးပြရောင်ဝယ်ခဲ့ပေးလိုက်ဦးကရွှေရိပ်ကြိုက်တဲ့အဆောင်ကိုဘယ်လိုသိနေပါလဲအကိုဆောင်မလေးကကားစီးတယ်လားစပိန်စီးတယ်လားကျွန်တော်ကားကိုမော်ဒယ်အမြင့်တွေကသွားဝယ်ပေးမယ်သူကားမစီးတတ်ဘူးဒါဆိုစပိန်ဝယ်ခဲ့ပေးရမလားအိမ်မှာပဲစီးဖို့အတွက်ကြိုက်ရဝယ်ခဲ့လိုက်တော့ဦးရဲ့ညီတွေညီမတွေနဲ့ဦးမမီကအစားရွှေရိပ်လိုအပ်တာတွေအကုန်လုံးတယောက်တစ်မျိုးစီတာဝန်ယူကြတယ်။ဦးတို့အောင်ငွေကိုရှိလို့သုံးပြုံးနိုင်တဲ့မိသားစုကိုပိုင်လုပ်ငန်းတစ်ခုစီနဲ့အိမ်တောင်မှနန်းတော်သမျှကြီးပြီးအခန်းတွေလည်းအများကြီးနေပဲ။မင်းမကောင်သူ့ရဲ့အခန်းထဲရောက်တော့ခြာတိတ်မလေးကဘေးကနေမထိုင်ပဲခေါင်းအာငုံကဆက်နေတာကချစ်စရာကောင်းလာတယ်။ဘာလို့ဆက်နေတာလဲ။ဟုတ်လေဟုတ်ဦးရွှေရိပ်ကဦးနဲ့တခါနဲ့နေရမှာလား။အင်းလေဘာဖြစ်လို့လဲ။ရွှေရိပ်ဦးနဲ့တယောက်တစ်ခါစီနေလို့မစဘူးလားမရပါဘူးကိုကမင်းနဲ့လက်ထပ်ပေးပြီလေဒါပေမဲ့ရွှေရိပ်က18နေပဲရှိသေးတယ်လေပြီးတော့ရွှေရိပ်သစိမ့်နဲ့2ယောက်တစ်ခါမနေချင်ဘူးသူ့ဟာသစိမ့်လို့ပြောလိုက်တာကြောင့်မင်းမန်ကောင်သူ့ချတိတ်အားပြန်ကြည့်ကကိုကသစိမ့်လားဘယ်ခါမှသွားမအိပ်ရဘူးဒီခန်းထဲမှာပဲအိပ်ပြီးတော့ယောက်ျားလေးတငယ်ချင်းတွေနဲ့မပေါင်းနဲ့ဟုတ်ကဲ့ဦးအတန်ကအနှိမ့်ငယ်တင်းမာနေတာကြောင့်ရွှေရိပ်အပြင်တွင်တော့ဟုတ်လို့ပြောပြီးစိတ်ထဲမှာတော့တစမ်းမှနားမထောင်ဘူးဟုတ်ရှင်နေလိုက်တယ်လာအိတ်တော့မနေ့ကကြောင်းသွားရအောင်မှာကာစီရတာလဲပင်မနေပြီမလားသူပြောမှအိတ်ရပေါ်တခါသူနဲ့ကွာမှာခြာတိတ်ကခွေခွေလေးအိတ်နေတယ်ကြည့်ရတာသူအားချောင်းနေပုံဖြစ်လို့သူ့အနေနဲ့ထားမှာပဲနေပေးလိုက်တယ်မင်းမကုံလဲသူစိုးရိမ်နေမိတာကခြာတိတ်သူ့ရင်ဝင်တွေကထွက်မသွားဘူးမင်းမကုံသူတို့တော့ခြာတိတ်မလေးကသူ့ရင်ဝင်တွေတွင်သူ့လက်အားကောင်းအောင်ကအိပ်ပျော်နေတယ်။သူကတော့မူလနေရာမှာရှိပေမဲ့ခြာတိတ်မလေးကတော့မူလနေရာတွင်မရှိသူ့ရင်ဝင်နဲ့တိုးဝေးက
အိပ်ပျော်နေတော့တယ်ချတဲ့ဟာချတဲ့ထားတော့လေចောင်းသွားရအောင်ပါရွှေရိတ်ထိုတန်ကြတော့စက်ကနေထားလိုက်ပြီးဦးကိုကြည့်လိုက်တယ်ဦးကရွှေရိတ်ကိုခပ်ပြောင်ပြောင်ဖြင့်ရွှေရိတ်ကောင်းလေးအပုတ်ခါချတဲ့ကတော့လေစက်ကနေမထနဲ့မျက်နှာသွားတဲ့တော့ဦးပြဦးကရောမသိဘူးလားကိုကရေချိုးမှာကြာမှာမလို့ခြာတိတ်ကိုအရင်မျက်နှာတက်ခိုင်းတာရွှေရည်လေရေချိုးမလို့လေအဲ့ဒါဆိုခြာတိတ်အရင်ချိုးကိုစောင့်နေမယ်ဟုတ်ကဲ့ဦးသူတို့မနှက်စောစောစီစီရေမိုးချိုးပြီးအောက်တက်ဆင်လာကမနှက်စာစားတော့ပြီးရွှေရည်အတွက်တော့ဒီအိမ်ကမိသားစုများကအသေးစိတ်ကမှအစလှုပ်ပေးတာမို့ရွှေရည်ကဒီအိမ်ကမင်းသမီးတစ်ပါးဖြစ်နေတော့တယ်ဒီနေ့ရွှေရည်ကျောင်းတင်မှာနေရမှာဆိုတော့စိတ်လှုပ်ရှားနေမိတယ်တငယ်ချင်းအသက်တွေနဲ့လည်းတွေ့ရမည်ဖြစ်လို့ဦးကရွှေရိတ်အားကူပါကျောင်းအသက်တို့ကိုခေါ်ကကျောင်းအချင်းနဲ့ဘာပြောနေသည်မသိရွှေရိတ်ဝရန်တာမှာရက်ဆောင်နေလိုက်တယ်ကျောင်းကလည်းတက်နေပြီဖြစ်လို့အပြင်တွင်တရားမှမရှိမင်းမကိုသူ့ကျောင်းအကြီးရုံးကနေကထွက်လာတော့ကျောင်းအကြီးကပါလိုက်ပါလာပြီးသူ့ခြာထိတ်မလေးရဲ့အခန်းအားကျောင်းအကြီးကလိုက်ပို့လိုက်တယ်ရွှေရိတ်ကျောင်းကနေရောက်တော့အတမန်ဆရာမဖြစ်မိတယ်ရွှေရိတ်အားအတန်းနဲ့ခေါ်ကကဲအားလုံးနားထောင်ကြဒီကလေးမလေးကအခုမှဆောင်းလာတဲ့ကျောင်းသူနာမည်ကရွှေရိတ်ကလေးရတဲ့ကျောင်းသူအသေးပေါ့တငယ်ချင်းနဲ့စာရီအတူတူလုပ်ပြီးတငယ်ချင်းလိုအပ်သမျှကူညီလိုက်ကြအောင်နော်ဟုတ်ကဲ့ဆရာမထိုးသွင်းနေဆရာမကရွှေအိတ်အားထိုင်ကုန်နေရာချပေးတာနဲ့ဦးကလည်းပြန်သွားတယ်ရွှေရိတ်တနေ့လုံးစားတင်ပြီးတငယ်ချင်းတွေနဲ့မိတ်ဖွဲ့ကအလွယ်တကူခင်မင်သွားခဲ့ကြတယ်အစာကတော့ကိုပိုင်ကျောင်းဟာမာနကြီးမဲ့ထင်မိမဲ့အခုတော့ထင်ထားတယ်လို့မဟုတ်ယောက်ျားလေးတွေကလည်းအစတန်အနောက်တန်နဲ့ဦးပြောတာနဲ့ယောက်ျားလေးတငယ်ချင်းမထားရဘူးဆိုတဲ့စကားအားရွှေရိတ်ကျောင်းဆက်တဲ့ချင်းလွန်ဆန်းမိသွားတော့တယ်ညနေပိုင်းထမင်းဝိုင်းမှာဦးကရွှေရိတ်အားမေးလာတယ်ခြေတိတ်ကျောင်းတက်ရတာအစ်စ်ပြေတယ်မလားပြေပါတယ်ဦးလူရတာတွေလူကျင်တာတွေရှိရင်ကိုကိုပြောဒါမှမဟုတ်ရင်အိမ်မရှိတဲ့ကိုညီတွေညီမတွေပြီးတော့ကိုမမီကိုလည်းပြောလို့ရတယ်ဟုတ်ကဲ့ဦးရွှေရိတ်ဘာမှမလိုပါဘူးပြီးတော့ဘာဖြစ်လဲကျောင်းကိုလေစပိန်နဲ့သွားချင်တယ်ဦးမသွားရပါဘူးကိုစိတ်မချဘူးအိမ်မှာလည်းလိုက်ပို့တဲ့လူတွေတယောက်မဟုတ်တယောက်ရှိတာပဲလေဦးကထူသူပြောတော့ထမင်းစားနေတဲ့သူ့အိမ်ကလူတွေကရွှေရိတ်ကိုဝိုင်းကြည့်နေကြတယ်ရွှေရိတ်လေဘယ်ရမလဲစွန့်ချပြီးစံဟာပြရတာပေါ့ဘေးမသွားရင်ရွှေရိတ်ထမင်းမစားဘူးအော်အနေရဖြစ်မှာဆိုလို့လေမရဘူးကွာမရဘူးရွှေရိတ်ကိုဘာသာကိုသွားချင်တာပဲကဲသားရေပေးသွားလိုက်ပါသမီးလေးလွတ်လွတ်လပ်လပ်သွားချင်စားမှာပေါ့ကျွန်တော်မှစိတ်မချတာရွှေရိတ်အသက်16နှစ်ရှိနေပြီအရွယ်ရောက်နေပြီးတဲ့လူပါရွှေရိတ်ကိုဘာသာကိုဂရုစိုက်တတ်ပါတယ်အဲ့ဒီအရွယ်ရောက်လို့စိတ်မချတာတယောက်တည်းပေးမသွားဘူးအဲ့ဒါဆိုရွှေရိတ်လည်းထမင်းမစားဘူးရွှေရိတ်ထမင်းဝိုင်းမှာထားကအိတ်ကစီတို့ဦးတီကစောင်းကြီးအောင်ကြီးနဲ့လာခဲ့လိုက်တယ်မင်းမကုံလည်းသူ့ရဲ့ခြာတိတ်ထားသွားတော့ထမင်းဝိုင်းမှာထားကခြာတိတ်နောက်လိုက်သွားရတော့တယ်မင်းမကုံလည်းသူ့အခန်းထဲရောက်တော့ခြာတိတ်ကစပွဲကုံပေါ်မှာစားလုံးနေတယ်သူလှုပ်ချင်တာမလုပ်ရလို့ညှိုးနေတဲ့မျက်နှာလေးသူတာတော့ခွေးပြမြင်မဟုတ်ဘာလို့ဆိုသူခြာတိတ်ကိုစိတ်မချလို့ပဲခြာတိတ်ကိုယ်စိတ်ဆိုးနေတာလားရွှေရိတ်စာရေးလက်စာအားဆက်မရေးပဲဥပတ်လေးကစိုးတယ်ဥကိုရွှေရိတ်စိတ်ဆိုးတယ်ရွှေရိတ်လေလူငယ်တယောက်ပါရွှေရိတ်လွတ်လပ်ချင်တယ်လေရွှေရိတ်ကိုဥကနေရာတကာလိုက်ချုပ်ချဲနေတာရွှေရိတ်မကြိုက်ဘူးကိုချုပ်ချဲတယ်ဆိုတာမင်းကိုစိတ်ပူလို့လေခြာတိတ်ရဲ့အဲ့ဒါကိုမသိဘူးလားမသိဘူးသိလည်းမသိချင်ဘူးပြီးတော့ရွှေရိတ်ကဥကိုချစ်လို့ယူထားတာလည်းမဟုတ်ဘူးအချစ်တို့နဲ့လူနဲ့လဲတွေ့ချင်းတစ်ချိန်မှာတကားတွေကအချစ်အတက်ဖြစ်လာနိုင်တယ်သူမလေးပြောလိုက်တဲ့စကားကြောင့်ရှင်နဲ့တဆစ်စစ်နာကျင်သွားရတယ်သူကဆိုရင်လို့ဒီလိုချုပ်ချယ်နေတာကိုသူမလေးပြောတဲ့စကားကြောင့်ရှင်နဲ့တဆစ်စစ်နာကျင်သွားရတယ်သူကဆိုရင်လို့ဒီလိုချုပ်ချယ်နေတာကိုသူမလေးကလွတ်လပ်ချင်နေတယ်လေလွတ်လပ်ခွင့်ပေးလိုက်ရင်ခြာတိတ်ကိုကိုယ့်ရင်ဝင်တွေကနေဆွဲခေါ်မြင်လူတွေကတပုံကြီးခြာတိတ်ရဲ့ကိုမြင်နေတယ်ကိုကခြာတိတ်ကိုချစ်လို့ရအောင်ယူခဲ့တာလေကိုနေလာတဲ့ဒီရက်အတွင်းခြာတိတ်ကိုဘာစိတ်မကောင်းဖြစ်အောင်လုပ်မိလေဟင်ခြာတိတ်ရွှေရိတ်ကိုစိတ်မကောင်းဖြစ်အောင်ဦးကမလုပ်ဘူးဒါပေမဲ့ဦးကချုပ်ချယ်လွန်နေရွှေရိတ်လွတ်လပ်ချင်တယ်လို့ဦးရဲ့ဦးရွှေရိတ်ကိုလွတ်လပ်ခွင့်ပေးပါစိတ်ချင်းချက်လွန်လို့ပါတကယ်ပဲစိတ်ချင်းချက်နေတာလားကိုခြာတိတ်ကိုချစ်တဲ့အချစ်က
ခြာတိတ်ကိုတကယ်ပဲစိတ်ချင်းချက်စေတာလားခြာတိတ်ဦးကရွှေရည်ရဲ့ပကုံးတစ်ဖက်ကိုတင်းကျပ်နေအောင်ဆုပ်ကိုင်းကအကွယ်စွန့်တဲ့တန်ကြီးနဲ့ပြောလိုက်တယ်သို့ပေမဲ့ရွှေရည်လွတ်လပ်ခြင်းနဲ့ဟုတ်တယ်ရွှေရည်ကိုစိတ်ချင်းချက်စေတဲ့ဦးဟုတ်ပြီအဲ့ဒါဆိုကိုခြာတိတ်အတွက်ဟိုဘက်ခန်းမှာနေရာစီစဉ်ခိုင်းထားမယ်ကိုရွှေရည်ကိုစိတ်ချင်းချက်အောင်မလုပ်တော့ဘူးအဲ့ဒါကိုခြာတိတ်ကိုချစ်လို့ရွှေရည်ကတော့ဦးကိုမချစ်ဘူးမင်းမကောသူ့စိတ်ထဲခြာတိတ်ကလေးကငယ်သေးလို့အချစ်မခံစားရသေးတာဟုကိုနှစ်သိမ့်လိုက်ပြီးထိုအခန်းထဲမှာထွက်လာခဲ့လိုက်တယ်မဟုတ်ရင်သူတို့သားတွေထိချုံနာမီမဟုတ်ရွှေရိတ်လွတ်လပ်တော်မီဆိုတဲ့အတွေ့ဟာရွှေရိတ်ကိုပြောစေပေမဲ့အမြင်မသိစွန့်နေတဲ့ခန်းစားချက်တကူဟာဘာကြောင့်မသိနေရာယူလာတယ်မင်းမကောအေကန်ဆိုပါပေါ်မှာထိုင်လိုက်ပြီးလေဘူးတစ်ချက်မုတ်ထုတ်လိုက်တယ်မိသားစုဝင်တွေကသူ့အာကြီးကသူ့ရဲ့အမိမစကားဆိုလာတယ်တာသမီးလေးကပါတယ်လေအခန်းခွဲချင်တဲ့လွတ်လပ်ချင်တဲ့ကျွန်တော်လွတ်လပ်ခွင့်ပေးလိုက်အောင်မယ်စိတ်တော့မချအောင်ပါမင်းတာသမီးလေးကိုယုံကြည်တယ်မလားကျွန်တော်ခြာတိတ်ကိုရှုံးတယ်တစ်ဖက်ကခံမလို့မရတဲ့ကောင်းတွေကိုကျွန်တော်မရှုံးတာအဲ့ဒါကတော့ကံပေါ်သားရဲ့သမီးလေးကကလေးစိတ်နဲ့မလို့ပါအဲ့ဒါကြောင့်ကျွန်တော်အလျှော့ပေးနေတာလေကျွန်တော်ခြာတိတ်ကိုလုံးဝစိတ်မချဘူးမင်းမကောသူ့စိတ်ထဲကနေဘာရီဆက်ဖြစ်မလဲဆိုတာကိုပါရှင်းတထိတ်ထိတ်နဲ့ရွှေရည်ပြောတာလွန်သွားတယ်ထင်တယ်အစင်လာကလေးကဥရဲ့အစိတ်ရောင်ကိုတောင်မတွေ့ရွှေရည်ကိုလည်းချုပ်ချယ်မှုမရှိတခါတလေတော့အမကြီးတယောက်နဲ့တွေ့ပြီးတွေ့ရတယ်ရွှေရည်အမလီဖျားအတွေးများနေတော့အနောက်ကနေလာချောက်တဲ့တင်ငေတာကြောင့်ရွှေရည်လန့်သွားရတယ်ဘာလို့အဲ့လိုကြီးလာချောက်တာလဲငါစကြံလို့ပါတင်ငေတာဆိုတာရွှေရည်တငယ်ချင်းယောက်ျားလေးတငယ်ချင်းအသက်ပေါ့ချော်လေရွှေရည်ဘာခိုင်းနိုင်အကုန်လှုပ်ပေးတယ်ဒါနဲ့စမ်းသူမီရောသူလားနေမကောင်းလို့ဒီနေ့ကြောင်းမလာဘူးအော်ဒါနဲ့နင်းမျက်နှာကဘာလို့ညှိုးနေတာလဲဘာမှမဟုတ်ပါဘူးစာမရသေးလို့အပူတွေမပြောနဲ့အစစ်နဲ့ရတဲ့သူအများရွှေရိတ်မနေ့ကတညလုံးဥဝကြောင့်တွေ့ရင်ဘာစာမှမကြက်ခဲ့ရသေးအဲ့ဒါကြောင့်ဒီနေ့စာမရင်တေချာပေါက်ရိုက်ခံရပြီအောင်မြင်ဒီလိုနဲ့ကြောင်တက်တော့ဆီယာမာကရွှေရိတ်အားစာမိတယ်ရွှေရိတ်ကလေးဟာဘလို့ဖြစ်နေတာလဲဒီနေ့စာမကြက်လာဘူးလားရွှေရိတ်စာမကြက်ခဲ့ပါဘူးဆီယာမမင်းကိုမင်းဦးလေးနဲ့တူမရှာတော့မယ်3ရက်စီပြီစာမေးတာမရဘူးပြီးတော့ဒီလာစာမေးဝဲဖြေလို့အစင်းတင်မရရင်ဆီယာမကမင်းကိုအခန်းရွှေ့ခိုင်းမယ်တဲ့ဟုတ်ကဲ့ဆီယာမဒါအူကြောင့်နဲ့ပထမဆုံးရွှေရိတ်စာမရတာပဲအခုတလောရွှေရိတ်စိတ်တွေကိုဦးအားစိုးမလွန်နေတယ်ရွှေရိတ်ဘယ်လိုလုပ်ရပါမလဲရွှေရိတ်စားတယ်လေစိတ်မပါပြန်ဘူးရွှေရိတ်တကယ်ကြီးဟာစာမရတာတကယ်မကြက်ခဲ့တာလားဘာလို့မကြက်ခဲ့တာလဲမကြက်ချင်လို့ဘာမှလာမမိစနဲ့စိတ်ရှုပ်လွန်လို့ဦးကရွှေရိတ်ကိုဥပိ္ပခါပြုနေခဲ့ပြီးအားလုံးရွှေရိတ်အမားတွေပါပဲရွှေရိတ်သားဦးကိုအဲ့လိုမပြောခဲ့ရင်ဦးလေရွှေရိတ်ကိုအဲ့လိုပြစ်ထားမှာမဟုတ်မင်းမကောကြောင်မအတမ်းမိုင်ဆရာမကသူ့ချတိတ်စာများတာ3ရက်ရှိပြီဆိုတာကြောင့်ဒေါသထွက်နေချက်ဖြစ်တယ်ရီးသားတွေဘာတွေကြောင့်များစိတ်လေလွတ်နေတာလားဆိုပြီးလဲစိုးရင်ရပြန်နေတီးကြတယ်ကောင်လေးတယောက်နေပါတက်တွေ့ဆိုတာကြောင့်စိုးရိမ်စိတ်တို့ဟာတက်ထစ်တိုးလာပြန်တော့တယ်ရွှေရိတ်ကျောင်းကပြန်လာတော့ဦးကရွှေရိတ်အားမျက်တော်နေကြည့်ပြန်ကြည့်ရင်ရွှေရိတ်ကလေးဟာဟုတ်ကဲ့ဦးမင်းလာခဲ့မင်းငါနေလိုက်ခဲ့ဦးကညံသားမှုမရှိပဲရွှေရိတ်ရဲ့လက်ကိုတင်းကျပ်နေအောင်ကိုင်းကအခန်းထဲသို့ခေါ်လာခဲ့တယ်မင်းညတိုင်းစားမလို့ပဲဘာလုပ်နေတာလဲဟမ်ရွှေရိတ်စားလို့ချင်တယ်မရှိလို့ပါဦးရဲ့စားတော့မလုပ်ချင်ဘူးဟိုအကောင်နဲ့ကြတွေသွားလိုက်လာလိုက်နဲ့မင်းအတော်ပြောနေလားဟိုအကောင်တွေကရွှေရိတ်ဦးပြောတာဘာမှနားမလဲဘူးပြီးတော့ဟိုအကောင်ဆိုတာဘာတူလဲရွှေရိတ်မသိဘူးမင်းပြရကောင်လေတင်ဂီတာဆိုတဲ့အကောင်အဲ့အကောင်နဲ့တော်တော်ပြောပါနေတာမင်းကဦးသူ့ကိုအဲ့လိုမပြောပါနဲ့ရွှေရိတ်တို့ကတငယ်ချင်းတွေဘာလို့ဆိုလို့ချင်လဲအမိကန်တငယ်ချင်းလားကြွယ်ရမှာကြဦးမင်းမကောင်ရွှေရိတ်မဟုတ်ဘူးလို့ပြောနေတယ်လေစာမလို့ချင်တာကဒီတိုင်စိတ်ရှုပ်လို့သူ့နာမည်အားတကားမှအပြည့်စုံမခေါ်ဘူးတဲ့ခြာတိတ်အခုတော့သူ့နာမည်အားဒေါသတန်တွေပါနဲ့သူ့အကောင်အားကောက်ွယ်ပေးနေတယ်မင်းစိတ်ရှုပ်ရအောင်အိမ်ကလူတွေကမင်းကိုခိုင်းနေလို့လားမင်းကိုတရားမှလည်းမခိုင်းဘူးစိတ်အနှောက်အယှက်ဖြစ်အောင်လဲဘသူမှမလုပ်ဘူးမင်းစာမလို့ချင်ရင်ကြောင်းထွက်လိုက်တော့ရွှေရိတ်ကြောင်းမထွက်ဘူးရွှေရိတ်စာလေးမရတာနဲ့အဲ့လောက်ဒီပြစ်စရာလိုလို့လားဦးမင်းစိတ်နှောက်ယှက်ဖြစ်မှဆိုလို့ငါမင်းနဲ့တယောက်တစ်ခါနှေခဲ့တယ်မဟုတ်ဘူးလားမင်းစိတ်နှောက်ယှက်ဖြစ်မှဆိုလို့
ငါမင်းကိုလွတ်လပ်ခွင့်ပေးခဲ့တယ်ဘာလို့စိတ်ရှောက်နေသေးတာလဲမင်းအလူကြတာလေငါဘာလုပ်ခဲ့လို့လဲဦးဟာကရင်ဘက်ကိုကြောပြီးကရွှေရိတ်အားထိုးထိုးပြောတာမို့ရွှေရိတ်ဦးအားအိပ်ရတဲ့သူတုံးကဦးရဲ့ပေါ်မှာရွှေတက်ခွာလိုက်ပြီးအဲ့ဒါဦးကြောင့်ပဲလေဦးကြောင့်ရွှေရိတ်စိတ်နောက်ဆက်ဖြစ်ရတာအဲ့ဒါဦးကြောင့်ဘောလို့မင်းမကောင်သူ့ချတဲ့ကသူ့အားကရင်မော်တွန်းလဲကအပေါ်မှာတက်ခွာပြီးမျက်ရည်စားတွေနဲ့ပြောလာတာကိုသဘောမပေါက်ပြေးပေစံရွှေရိတ်ကလေးဟာဟင့်အင်းမဖဲ့ဘူးရွှေရိတ်တာမရတာဦးကြောင့်ရွှေရိတ်ဦးရဲ့ကြောင့်တွေးနေလို့စာမရတာမင်းဖဲလို့ငါပေါ်ဟမ်ရွှေရိတ်ဦးအားမနှက်တဲ့နန်းတဲ့ဖြင့်စိတ်ပေါက်ပေါက်နဲ့ဦးနှခမ်းအားအငံမရနမ်းလိုက်တယ်မင်းမန်ကိုထိုးချင်နေကြချတိတ်လေးကငေသေးတာဖြစ်၍နန်းနေရာမှာအတဲခွာလိုက်ပြီးမင်းအခုဘာလုပ်နေလဲဆိုတာရောမင်းသိရလားရွှေရိတ်ကလေးဟာသိတယ်ရွှေရိတ်အပြကားလေးကြည့်ဘူးတယ်ဆက်စစ်ပလန်လေးကြည့်ဘူးတယ်ရွှေရိတ်ကလေးမဟုတ်တော့ဘူးရွှေရိတ်ကိုလာမတားနဲ့သူကလုံးမစိုးလို့တားတယ်မှချတိတ်ကပိုလို့တို့ကသူ့အင်ကြီးကျေးတွေအားအကုန်ဖြုံနေတော့တယ်ရွှေရိတ်ဦးအင်ကြီးကျေးတွေဖြုံနေရင်မှဦးကရွှေရိတ်ကိုအောက်ဘက်ကိုလှဲခေါ်လာကရမတ်ဆန်ဆန်အကြည့်ဖြင့်မင်းအရင်လာစားတာနော်ရွှေရိတ်ကလေးဟာပြီးမှကို့အပြစ်မတင်နဲ့ဦးကရွှေရိတ်အင်ကြီးဖြူအားဖြဲပြီးလားဆိုရွှေရိတ်ရဲ့လုံးဝနဲ့ချေရီတီလေးအားဦးလက်တစ်ဖက်ကလည်းညင်သာမှုမရှိပါပဲရှင်သားများကိုအားပါပါဖြင့်စုံနေလာတယ်အာဦးမင်းမကောသူ့ရဲ့ခြာတိတ်ရဲ့ချယ်ရီသီးလေးတွေကိုစာနဲ့ကလိပေးလိုက်တော့သူမခြာတိတ်ကခါပါကော့တက်လာကညင်ညွနေတော့တယ်အာဦးလို့တော်ပြီဦးဟာရွှေရိတ်ပြောတာကိုနားတယ်မဝင်တော့အောက်ဘက်ကိုတပြေးပြေးဆင်းလာပြီးရွှေရိတ်ကြောင်းပြစကားအားဆွဲလန်ကပင်ဒီယာချွတ်လိုက်ပြီးရွှေရိတ်ပေါင်သားတွေကိုပါဦးဟာလက်လေးနဲ့အသာပုတ်ပင်နေတာကြောင့်ရွှေရိတ်ရှုံတော့ဦးဟာမောကြည့်လာပြီးဘာလို့ရှုံနေတာလဲမင်းရင်စားတာမဟုတ်ဘူးလားဦးရဲ့ရွှေရိတ်မှသိဦးမင်းမန်ကသူ့ချတဲ့ရဲ့ပွင့်ချက်လွှာလေးကိုလက်နဲ့အသာပုတ်တက်ပေးနေလိုက်တယ်ရွှေရိတ်ထို့အခြေအနေကြောင့်တကူလုံးကြက်တီးထသွားရကဦးရဲ့စပင်းတို့ကိုတင်းနေဆွဲမိတော့တယ်ဟာဦးလို့မင်းမကောင်လည်းသူ့ရဲ့ခြာတဲ့ရဲ့ပွင့်ချက်ပေါက်လေးကိုပုတ်တက်ပေးနေရင်နဲ့ခြာတိတ်ကလည်းသူ့စပင်းအားပုံမဆွဲဆောင်လာတယ်ဦးရွှေရိတ်မနေတတ်တော့ဘူးရွှေရိတ်အပေါ်သွားခြင်းနဲ့မင်းမန်ကောင်ကမရက်သေးပဲရွှေရိတ်ရဲ့ပန်းဖူးလေးအားပုတ်သက်စုပ်နေပေးနေတာမှလွတ်ချလိုက်တော့တယ်မင်းမန်ကောင်သူ့ရဲ့ပြုစုတွေကိုခြာတိတ်ကခံယူရင်နဲ့ခြာတိတ်ကိုတစ်ချက်ကြည့်တော့ခြာတိတ်ရဲ့မျက်ဝန်းထဲမှာဇမတ်မြူကိုများဖုံးလာလို့နေတယ်ကလေးကောင်းလားဟင့်ရွှေရိတ်မသိဘူးဦးကိုစလိုက်တော့မယ်နော်မင်းမန်ကသူ့ရဲ့ခြာတိတ်လေးရဲ့ပန်းဖူးလေးအားအစိမ့်သက်သူကစတယ်ပြီးတော့ချစ်တော့တယ်ဦးမရဘူးနားတယ်လို့ဦးသူ့ရဲ့ခြာတိတ်လေးအုံးမနေတာကြောင့်မင်းမန်ကသူ့ခြာတိတ်လေးရဲ့ချယ်ရီသီးလေးများကိုစုပ်ခံပြီးခြာတိတ်လေးရဲ့နှကအားငုံနှံကခြာတိတ်လေးရဲ့နှကန်းသားများကိုတက်လွှာချင်းစုပ်ယူကစာပါသုံးပြလိုက်ပြီးအောက်ပိုင်းလှုပ်ရှားမှုကိုခက်ချမ်းချမ်းနဲ့စတင်လိုက်တော့တယ်ရွှေရုပ်တရားဦးရဲ့အချစ်ချမ်းမှုတွေကြောင့်ရွှေရိတ်ဦးရဲ့ကြောဝသားကုတ်ချင်နေမိတော့တယ်ခဏကြာတော့ဦးကနန်းနေရာမှာခွာပြီးရွှေရိတ်ကိုကြည့်ကကိုအချစ်ချမ်းမရစေဆိုပြီးညင်တောင်းမှုမရှိပဲအချစ်ကိုစတင်ကြမ်းနေတော့တယ်ဟာဦးမချမ်းပါနဲ့ဦးလို့မချမ်းနဲ့နော်မင်းရလာစားတာလေကြိတ်ပြီးတော့ခံပေါ့ဟာဦးနားတယ်ရွှေရိတ်အိယာခင်စာအားစုပ်ခံကဥပြူသမျှနှုတ်နေရတော့တယ်နားတယ်ရွှေရိတ်နားတယ်လို့ခြာတိတ်ကသူ့အားငုံယူပြီးပြောနေပေမဲ့သူ့ရဲ့လူချင်းတက်မှတ်မှုဟာအတော်မတန်နိုင်ခဲ့ပါချက်ထုံနေတာပဲကွာငါဒီလိုချစ်ရတာကောင်းလိုက်တာခြာတိတ်ဟာရက်ပြီပါတော့တော်ပါပြီတော်တော့နော်တော်ပြီလို့နားတယ်အစမ်းနာတာပဲရွှေရိတ်ပြောတာကိုဦးကလစ်လူရှုပြီးပဲချိန်ထိသူ့အချစ်တွေကျန်းနေမလဲဆိုတာကိုတော့ရွှေရိတ်ကငိုရင်သာအိပ်ပျော်သွားခဲ့တော့တယ်မင်းမန်ကသူ့ရဲ့စိန်ဝင်ထဲမှာခြာတိတ်လေးကိုကြည့်ပြီးတပင်ချနေမိတာအခါခါခြာတိတ်နူးလာလျင်အမောခံရပေအောင်တော့မနေ့ကကြံထားသမျှအတွက်ပေါ့ရွှေရိတ်နူးလာတော့တကူလုံးဟာရိုက်ချိုးထားတယ်လို့နာနေတော့တယ်အောက်ပိုင်းကပူဆူတယ်ရွှေရိတ်မနေ့ကအဖြစ်ပြက်တွေအားဆက်ခါဦးကိုမောမကြည့်ရဲငုံမိတော့တယ်မင်းမန်ကလည်းသူ့ရဲ့ကလေးငိုတန်းကြတော့ခြ
ခြားတဲ့ရဲ့မေးလေးကနေကိုင်ကမော့စီလိုက်ပြီးခြားတဲ့ဘာလို့ငိုနေတာလဲသူ့ကြည့်တွေအားခြားတဲ့ကစောင်းတွေကရွှေရုပ်ဆက်လို့ရွှေရိပ်ကအပြူမဟုတ်တော့ဘူးဟောခြားတဲ့ရဲ့ကိုကခြားတဲ့ကိုချစ်လို့ပါပြီးတော့ရွှေရိပ်ရဲ့အပြူစင်ကိုပဲဖြစ်စည်းလိုက်တာလေဆက်မနေပါနဲ့ကွာလင်းမရတိုင်းအဲ့လိုဖြတ်တန်းရတာပဲလေဒါပေမဲ့ရွှေရိပ်ကကြောက်တက်နေသေးတယ်လေဒီနေ့ဘလို့ကြောင်းသွားရမှာလဲကိုဘောဆက်ပြီးခွင့်ထိုင်လိုက်ပြီနော်မငိုတော့နဲ့သူခြားတဲ့ရဲ့မြေကြီးလေးများတုပ်ပြီးကခြားတဲ့ရဲ့နှက်ခမ်းလေးအားနှမ်းလိုက်ပြီးချစ်တယ်ခြားတဲ့ကိုတဝင်တူသွားလို့ပါကိုကိုစိတ်ဆိုးနိုင်တယ်ထူရိုက်နိုင်တယ်ကိုခံမမယ်ကွာအဲ့ဒါခြားတဲ့ဘက်ကမှားတာပါဥမမားပါဘူးချစ်တယ်ခြားတဲ့ကိုစီကထွက်မသွားပါနဲ့ကွာနောက်ဆုံးရွှေရည်လည်းဥကိုချစ်တယ်ဥမိမကသူ့ရဲ့ခြားတဲ့ကလေးအားရှင်ဝဲပိုက်ကပို့၍ဖလိုက်တော့တယ်တော်ပါသေးတယ်ကိုကိုမမောင်းလို့ကိုမှစိုးရိမ်နေလဲရတာဥပြရွှေရည်ကိုချစ်လာဟင်ချစ်တာပေါ့ခြားတဲ့ရဲ့ဘလောက်ထိချစ်တာလဲဟင်အများကြီးချစ်တာဆုံးရှုံးမခံနိုင်အောင်ကိုချစ်တာခြားတဲ့ကကြောင်းဆက်မတက်တော့ပါဘူးဆိုလို့အလုတ်သွားလဲခြားတဲ့လေးကိုခေါ်ကဘယ်နေရာသွားခြားတဲ့လေးအားခေါ်လာခြင်းပဲအခုလေအလုံးမှာသူနာကက်ခါခြားတဲ့လေးကချွေးနေပြန်တယ်ခြားတဲ့ကိုတို့ပြန်ရအောင်နော်ဟုတ်ကဲ့ဦးရွှေရည်နဲ့ဦးအလုံးမှာအိပ်ပြန်လာတော့ရွှေရည်ကရေချိုးပြီးကာဝံပေါင်တို့လေးအားဝတ်ထားလိုက်တယ်ဦးကတော့အောက်ထပ်မှာဦးမိမိကပြောစရာရှိတယ်ဆိုလို့ပြောနေခြင်းပဲမင်းမကသူ့အိတ်ခမ်းနဲ့ဝင်လာတော့ခြားတဲ့လေးကအိယာဓာတ်မှာလှဲနေတယ်စက်ကတ်တို့လေးအောက်ကပေါင်သားလေးများကသူ့အားဆွဲဆောင်နေတယ်လို့ရွှေရည်မိမ့်နေရင်မှဦးဟာရွှေရည်ရဲ့ပေါင်သားများကိုအထက်အောက်ဆွဲကပိုးသက်ပေးနေတာမို့ရွှေရည်ထထိုင်လိုက်ခါဦးဘာလို့တာလဲကွာခြားတိတ်ကလေကိုခြားတိတ်ကိုကြည့်ပြီးစိတ်တွေထမ်းနေပြီဟာဦးကလေရွှေရည်ပြောတာကိုမရဦးကအတင်းတွေလုံနေတော့တယ်လှုပ်ပြီးပါဦးရဲ့ရွှေရည်ကယုံတော့လေဦးကရွှေရည်ရဲ့အင်ကြီးတွေကိုအတင်းဆွဲချက်ကဂရီအောက်ကိုပြစ်ချလိုက်ပြီးရွှေရည်ရဲ့ခြေရီတီလေးကကိတ်လာပြီပဲဦးနေတာဟာဦးကနာဖို့ပဲဘေးပဲကွာရွှေရည်ဦးနန်းတို့ကိုစောင့်ဖယ်လေတော့ဦးကရွှေရည်ကောင်ကိုလက်ပြထိုင်ကရွှေရည်ရဲ့နှက်ခမ်းသားများကိုတလွှာကျဆုပ်ယူစားသုံးနေတော့တယ်ဦးစာဟာလည်းအတွင်နဲ့ဝင်လာကမွေနောက်ပြီးရှစ်ပတ်လာတော့တယ်ရွှေရည်ဦးကိုအားဖပါနဲ့တွန်လိုက်တော့ဦးကအလိုက်တဲ့အားပြော့ပေးလာပြီးရွှေရည်ကိုကြည့်ကဘာလို့ရှုံနေတာလဲရှုံနေလေနေကင်းကြောင်တောင်ကြီးရွှေရည်ကိုလာမထီးနဲ့မထီခိုင်းလေထိမှာဆိုကရွှေရည်ရဲ့ပေါင်တစ်ချောင်းအားဆွဲပြက်ကဦးကစားတင်ပြီးတော့ပန်းပူလီနဲ့အချစ်ချမ်းမှုအစာပြူလိုက်တယ်ဦးလွန်မလာနဲ့နော်ရွှေရည်ခွင့်မပြုရွှေရည်ပြောလို့ပဲမဆုံးသေးဦးရဲ့ပူနွေးတဲ့ပန်းပူလီကရွှေရည်ရဲ့အတွင်သားတွေကိုအစဲဖြင့်တိုးဝင်ကဦးရဲ့အချစ်ချမ်းနေတယ်ဟာဦးရွှေရည်ခွင့်မပြုဘူးလို့ခွင့်မပြုလဲကျုံးမှာပဲရွှေရည်ရဲ့ချယ်ရီတီလေးများကိုဦးကစုံနေရုံမကညင်သာမှုမရှိပဲဦးကအမိအယငုတ်ခဲလိုက်တော့တယ်အာဦးညင်သာပေးပါဆိုအာကိုကျန်းကျန်းကြိုက်တာရွှေရည်မသိတာလည်းမဟုတ်ပဲနဲ့ပြောရင်တလန်းဦးကရွှေရည်ရဲ့ခြေထောက်အားဦးရဲ့ပကုံးပေါ်တင်လိုက်ကဦးကသူ့ရဲ့အချစ်ချမ်းမှုကိုသူစတင်လိုက်တယ်ရွှေရည်ရာဦးမင်းကိုချေရတာအစမ်းကိုချစ်လို့ကောင်းတာပဲချစ်လိုက်တာကွာမင်းမန်ကရွှေရည်ရဲ့အတင်းသားတွေနဲ့ထိတွေ့နေမိတိုင်းရှူမတက်ပူရွေ့လိုချင်တဲ့ဆန္ဒဟာထိန်လို့မစားတော့ပါရွှေရည်ဦးကိုချစ်လာရင်ချစ်တာပေါ့အဲ့ဒါဆိုဦးပြောတယ်လို့နေပြီနော်ဒါဆိုဘယ်လိုနေရမှာလဲဟင်ရွှေရည်လေးဘက်ထောက်လိုက်လေးဘက်ထောက်လိုက်လို့ဦးကပြောရင်လည်းစိတ်မရှိတော့ဘူးထင်ပါရဲ့ရွှေရည်အားလေးဘက်ကိုအနေထားကိုပြောင်းလိုက်ခါဦးကအနောက်ကနေပြီးတော့စတင်ချက်လိုက်တယ်ဦးချမ်းပေးပါဦးရဲ့ကိုမိမလေးတောင်းဆိုလာပြီပေါ့ရွှေရည်ကလေးမော်လက်ထောက်ကအိယာခေစာအားချစ်ပါအောင်စုပ်ကင်ပြီးတော့ညင်ညူနေမိတော့တယ်ဦးကညင်သားမှုမရှိပဲအချစ်ချမ်းနေတာကြောင့်အိယာပေါ်မှာရွှေရည်မှောက်ချလိုက်တယ်ဦးကတော့ရွှေရည်အားပက်လက်လန်စီကရွှေရည်ရဲ့ချစ်ရီတီများကိုငုံခဲလာပြီးတစ်ဖက်ကထိတ်ကလေးကိုဖိချေနေလိုက်တော့တယ်ဦးကနေခဲကြောက်တော့အချစ်ချမ်းလိုက်တာကြောင့်ညကအေးအေးပြတ်ထားတဲ့တန်းနဲ့တခါလေအိပ်ပျော်သွားခဲ့တယ်ဦးကတော့မြည်သည့်ချိန်ထိအချစ်ချမ်းလိုက်တယ်လေရွှေရည်မသိတော့ပါ
ဦးနာကပါနတ်တွေလေနန်းနေကွာဟိုဘက်သွားမင်းမကောင်သူ့ကိုယ်သူနန်းချီတော့ရေဝင်းနာမှာလွှဲရဲ့ဘာအနမ်းမှမရှိအရင်တော့ကဆိုရွှေရည်ကဒီအနက်ကြိုက်တယ်လို့ဆိုလို့ရေမွေးကိုပဲသုံးပြတယ်အခုကြမှာဒီအနံကိုနှံတည်တယ်လေချတဲ့ကြိုက်တဲ့ရေမွေးနာမဲ့ချတဲ့ရဲ့ဟုတ်လို့လားရွှေရည်နှခမ်းကိုလက်ဖြင့်အောက်ကမိဖို့ရှောင်ရှိတန်းဆိုင်ကနေပြေးဝင်သွားခဲ့ပြီရွှေရည်ခဏပြုတ်နေတာမနက်ကလေးကအခုချိန်ထိပဲမင်းမကောင်စိတ်ပူလုံလို့ရွှေရည်နောက်ကနေလိုက်သွားလိုက်ရင်ချတဲ့စေးရုံသွားရအောင်ကွာတကူကဖြင့်ဘယ်လိုလုပ်မလဲဦးဗျာရွှေရည်ထင်တာပြောတာနော်ရွှေရည်ကိုဝင်ရှိနေတာများလားမင်းမကောင်ထွက်ကရွှေရည်ကိုစိတ်ကနေပွေးချလိုက်တော့တယ်ဦးဘာလောက်တာလဲရွှေရည်ကိုအောက်ချပေးစေးရုံသေးချအောင်သွားစစ်ကြည့်အောင်ကွာချတဲ့စေးရုံသွားကြရအောင်နော်ဟုတ်ရွှေရည်နဲ့ဦးစေးရုံကိုရောက်တော့နတ်စမလေးကတေချာစစ်ဆေးပြီလားဆိုဦးနဲ့ရွှေရည်ပြုံးဆဆဖြင့် congratulation ပါနော်လူနာရဲ့ဘိုက်ထဲမှာရင်သွေးလေးရှိနေပါပြီထိုအချိန်ဦးကရွှေရည်ကိုသူ့ရင်ဝင်နေသူနတ်စမလေးရှိတောင်းမဆောင်ဖက်လာရင်လည်းပြောလာသည်ကကျေးဇူးတင်ပါတယ်ကလေးရွှေရည်ကိုယ်တိုင်လည်းဒီစကားကြားချင်းရက်ခေါ်ရတယ်ရွှေရည်အပျော်မျက်ရည်များကြကဦးရင်ဝင်တွေကိုတိုးဝေလိုက်ရင်နတ်စမလေးကတော့မျက်နာပူပူနဲ့သာသူတို့ကိုထိုင်ကြည့်နေတော့တယ်ပရိသတ်များစဉ်ပရိသတ်ကြီးခုနားဆင်ကြရတဲ့အချစ်ဆက်လန်လေးကစာရေးသူပင်ရန်စုထက်ရေးသားထားတဲ့ချားတိတ်ကလေးကဆိုတဲ့ဆက်လန်လေးရဲ့အစအဆုံးလေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာအချစ်ဆက်လန်ကောင်းလေးတွေကိုရွေးချယ်ပြီးတော့ဆက်လက်တင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်ပြီးနားဆင်အားပေးကြပါဦးရှင်နားဆင်အားပေးကြတဲ့တယောက်ချင်းတိုင်းကိုစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်